ဒါဟာကလေးတယောက်ရဲ့စိတ်ကိုယဉ်မှုလားဒါမှမဟုတ်ဒါဟာတိုက်ဆိုင်မှုတစ်ခုသက်ပဲလားသိပ္ပံပညာရှင်တွေတော့အဖြေရှာလို့မရတဲ့သမိုင်းတစ်ဆောက်အထင်ရှားဆုံးလူဝင်စားမှုသက်သေလူတွေသိပြီးရင်နောင်ဘွားဆိုတာတကယ်ရှိပါသလားဒါဟာပုံမြင်မဟုတ်ပါဘူး1930ပြည့်လို့နှစ်တွေရဲ့တနေ့မှာပေါ့အိန္ဒိယနိုင်ငံဒေလီမြို့ကတာမန်မိသားစုလေးတစ်ခုမှကြီးပြင်းနေတဲ့စန်တီဒေဗီဆိုတဲ့၄နှစ်ရွယ်ကလေးမလေးတစ်ဦးကထူးဆန်းတဲ့စကားတွေကိုစပြီးတော့ပြောလာပါတယ်။သူမဟာသူမရဲ့မိဘတွေကိုကြည့်ပြီးတော့ဒါဟာကျမရဲ့အိမ်အစ်မဟုတ်ဘူး။ကျမရဲ့ခင်မိုးနဲ့မိသားစုကမထရမြို့မှာရှိနေတာလို့အခိုင်အမာပြောဆိုခဲ့ပါတယ်။ကလေးတယောက်ရဲ့စိတ်ကူးရင်မှုလို့ထင်ခဲ့ကြပြီမဲ့သူမပြောပြတဲ့အသေးစိတ်အချက်အလက်တွေကကြောက်စရာကောင်းလောက်တိကျနေခဲ့ပါတယ်။သူမရဲ့အရင်ဘဝကနာမည်ကလောက်တီတီဗီဖြစ်ကြောင်းသူမမှာသားသမီးတွေရှိကြောင်းနဲ့ကလေးမွေးပြီးနောက်ကိုယ်လွန်ခဲ့ရပုံတွေကိုမျက်ရည်လည်စွဲနဲ့ပြောပြနေခဲ့တာပါ။ဒီအချက်ကပဲတာမန်မိသားစုလေးတစ်ခုကိုထိတ်လန့်သွားစေခဲ့ပြီးတော့တကဘာလုံးကအာယုံစိုက်လာရမယ့်ဖြစ်ရကြီးတစ်ခုကိုဖြစ်လာပါတော့တယ်။တကယ်တော့သူမဟာမထရမြို့ကိုရောက်သွားတဲ့အချိန်မှာစန်တီဒေဗီဟာလူအုပ်ထဲမှာရောနှောပြီးတော့ပုံးနေတဲ့အတိတ်ဘဝကသူမရဲ့ခင်မုန်းကိုမြင်မြင်ချင်းမှာပဲလူတွေအားလုံးရဲ့အစီမှာအော်ဟစ်ပြီးတော့ငိုယိုကပြေးပတ်ခဲ့ပါတယ်။ဒါတင်မကသေးပါဘူး။သူမရဲ့အတိတ်ဘဝကအိမ်ထဲကိုဝင်သွားတဲ့အခါမှာတော့အိမ်နောက်ဘေးကနေရာတစ်ခုကိုလက်ညှိုးထိုးပြပြီးတော့ဒီနေရာမှာကျမရဲ့ပတ်စံတွေဟော့ထားခဲ့တာလို့ပြောလိုက်တာပါပဲ။တူးကြည့်လိုက်တဲ့အခါမှာတော့အားလုံးဆွမ်းအားသွားခဲ့ရပါတယ်။အဲ့ဒီနေရာမှာတကယ်ပဲပတ်စံအိုးတစ်လုံးစီးနေခဲ့လို့ပါ။ဒါဟာကလေးတယောက်ရဲ့စိတ်ကူးယဉ်မှုလားဒါမှမဟုတ်ဒါဟာတိုက်ဆိုင်မှုတစ်ခုသက်ပဲလား1930ပြည့်လို့နှစ်တွေကလေးကယနေ့ချိန်ထိသိပ္ပံပညာရှင်တွေဟာစန်တီဒေဗီရဲ့ဖြစ်ရပ်ကိုလူဝင်စားခြင်းရဲ့အခိုင်အမာဆုံးသက်သေအဖြစ်လက်ခံထားကြရစေဖြစ်ပါတယ်။သင်ရဲ့အမြင်ကိုလည်းကိုမမရေးခဲ့ပေးပါဦး